Definition ပဲပြီးမှာအငယ်ဆုံးပုံစာတိုးကိန်းရှာခြင်းအငယ်ဆုံးပုံစာတိုးကိန်းရှာခြင်းကိုဆရာအငယ်ဆုံးပုံစာတိုးကိန်းရှာခြင်းမှာရှိတဲ့ခေါင်းစဉ်တစ်ခုအနေနဲ့ပေါ့နော်တုဒ္ဒစာခွဲကိန်းကြီးဖြင့်အငယ်ဆုံးပုံစာတိုးကိန်းရှာခြင်းဆိုတဲ့ကိစ္စလေးကိုဆရာရှင်းပြပေးမယ်အဲ့ဒီမှာ6ရဲ့12ရဲ့18ရဲ့ကဏ္ဍ3လုံးရှိတယ်အဲ့ဒီကဏ္ဍ3လုံးကိုဆရာကခွဲလိုက်မယ်စာခွဲကိန်းခွဲလိုက်မယ်ဘယ်အချိန်အထိအောင်ခွဲမှာလဲဆိုရင်သူတို့တုဒ္ဒကိန်းတွေဖြစ်တဲ့အထိအောင်ခွဲမယ်အဲ့တော့တုဒ္ဒကိန်းကိစ္စကိုဆရာဟိုတနေ့ကပြောမယ်လို့ပြောခဲ့တယ်အဲ့ဒီဥစ္စာလေးကိုဆရာမေ့ပြီးတော့ကြမ်းခဲ့တယ်ပေါ့နော်အဲ့တော့တုဒ္ဒကိန်းတွေဆိုတာဘာတွေလဲဆိုတော့ဆရာပြောပြပေးမယ်2 3 5 9 17 13 19 19 23နော်အန်ဆိုးအောင်ပေါ့ကွာအဲ့တော့တုဒ္ဒကိန်းဆိုတာဘယ်လိုဟာမျိုးတွေကိုပြောလဲဆိုတော့နှစ်အဲ့ဒီနှစ်ကထပ်ခွဲလို့မရတော့ဘူးသားတို့တမီးတို့နှစ်နဲ့ပတ်သက်ပြီးဆိုလို့ရတဲ့အလီဟာနှစ်အမြောက်တဲ့နှစ်တက်လီနှစ်ပဲရတော့3ဆိုလို့ရှိရင်လည်း3တက်လီ3ပဲရတော့မယ်5ဆိုလို့ရှိရင်လည်း5တက်လီ5ပဲရတော့မယ်5ရစီတော့အလီထပ်ပြီးတော့ဆိုလို့မရတော့ဘူးအဲ့ဒီလိုမျိုးထပ်ပြီးတော့ခွဲလို့မရတဲ့ကောင်တွေကိုတုဒ္ဒကိန်းဆိုပြီးတော့ခေါ်ပါတယ်သားတို့မီလို့နားလည်မယ်နော်အဲ့တော့တုဒ္ဒကိန်းတွေဖြစ်တဲ့အထိအောင်ဆရာတို့ကခွဲလိုက်မှာနော်အဲ့တော့တုဒ္ဒကိန်းကိုသားတို့မီလို့နားလည်မယ်နော်အဲ့တော့2 3 5ခွန်17 13 19 19 23ဆိုပြီးတော့ပေါ့နော်အဲ့တော့23ရှိမယ်24 25 26 24 25 26ကမရအောင်เนาะ29လည်းမရဘူး28လည်းမရအောင်ဒါပေမဲ့29ကတုဒ္ဒကိန်းဖြစ်ပါတယ်ပြန်ခွဲထပ်ခွဲလို့မရတော့ဘူးပေါ့နော်အဲ့တော့ဆရာဒီ6လေးကိုဆရာ2ရဲ့6ကိုကြတော့ဘယ်လိုထပ်ခွဲလို့ရလဲဆိုတော့2 3လီ6ဆိုပြီးတော့ဆရာတို့ထပ်ခွဲလို့ရပါတယ်12ကြတော့2အမြောက်6 2 6လီ12အဲ့ဒီမှာဆရာ2 6လီ12ဆိုပြီးခွဲထားတဲ့ဥစ္စာက2ရဲ့6ရဲ့မှာ2ကပြန်ခွဲလို့မရတော့တာဖြစ်တော့2ကို2အတိုင်းလေးရေးလိုက်တယ်6ကိုကြတော့ဆရာထပ်ခွဲလို့ရသေးတာဖြစ်တယ်6ကိုရစီတော့အလီက2 3လီ6ဆရာတို့စဉ်းစားတဲ့ခါကြလို့ချင်း2ကနေပဲစစဉ်းစားမယ်เนาะဒါတို့တမီးတို့ဒါကြောင့်မို့2 3လီ6 2 2 3ဒီ3လုံးဟာတမီးတို့ဒါတို့တုဒ္ဒကိန်းတွေဖြစ်တယ်เนาะအဲဒါကြောင့်မို့ဆရာတို့ထပ်ပြီးတော့ခွဲစရာမလိုတော့ဘူးဒါကြောင့်မို့2က2လုံး2နဲ့ထပ်အမြောက်3အဲ့တော့2နဲ့ထပ်3ရသွားပြီเนาะဘာမှလုပ်လို့မရတော့ဘူးဒါဆိုနောက်တစ်လုံး18ကိုဆရာထပ်ခွဲမယ်2 9လီ18 2 9လီ18အဲ့တော့2အမြောက်နော်2 9လီ18ခွဲလိုက်တယ်နော်ဒီနှစ်ကထပ်ခွဲလို့မရတော့ဘူး9 3 3လီ9ဆိုပြီးတော့ထပ်ခွဲလိုက်တယ်ဒီ3ကလည်းတုဒ္ဒကိန်းနှစ်ကလည်းတုဒ္ဒကိန်းဘာမှလုပ်လို့မရတော့ဘူးဒါကြောင့်မလို့ဆရာနှစ်တစ်လုံးယူလိုက်တယ်3ကကျတော့နှလုံးဖြစ်တဲ့အတွက်3ကိုနှစ်ထပ်တင်လိုက်တယ်โอเคဒါဆိုလို့ရှိရင်ဆရာတို့ကဘာဆာငါဆိုတဲ့အငယ်ဆုံးပုံစာတိုးကိန်းကိုယူတော့မယ်အငယ်ဆုံးပုံစာတိုးကိန်းကိုဘယ်လိုယူတယ်လဲဆိုတာကိုဆရာရှင်းပြပေးမယ်ဘာဆာငါရှာနီးဆိုပြီးတော့ဗောနော်ဆရာဒီမှာရေးထားပေးတယ်ဘာဆာငါကိုဘယ်လိုယူရမလဲဆိုတော့တူတူမတူတူအကုန်ယူရမယ်ဒီမှာရှိသမျှကဏ္ဍတွေအကုန်လုံးယူရမယ်ဒီမှာ2ရဲ့3ရဲ့ပါတယ်2ရဲ့3ရဲ့ပါတယ်2ရဲ့3ရဲ့ပါတယ်ဒါကြောင့်မတူတူမတူတူအကုန်ယူလို့ပြောတဲ့အတွက်ရှိသမျှကဏ္ဍကိုအကုန်လုံးရေးလိုက်မယ်နှစ်ဆိုလို့ရှိရင်တော့နှစ်ကိုတစ်ခါပဲရေးမယ်ဒီမှာလည်းနှစ်ပါတယ်ဒီမှာလည်းနှစ်ပါတယ်ဒီမှာလည်းနှစ်ပါတယ်ဆိုပြီးနှစ်ကို3ခါရေးစရာမလိုဘူးဆရာနှစ်ကိုတစ်ခါပဲရေးလိုက်မယ်ပြီးတော့3လည်းပါသေးတယ်3တစ်လုံးယူမယ်ဒီမှာ3 3က3ခါပါတယ်ဆိုပြီး3လုံးယူစရာမလိုဘူး3ကိုတစ်ခါပဲယူလိုက်မယ်အဲ့ဒီမှာအဲ့မှာဆရာပထမတစ်ချက်ပြီးသွားပြီတူတူမတူတူအကုန်ယူဆိုတဲ့ကိစ္စပြီးသွားပြီ2ရဲ့3ရဲ့အဲ့ဒီမှာတူရင်ကြီးတာယူဆိုတဲ့ကိစ္စကိုပြောမယ်ဒီမှာ2ကတစ်လုံးတယ်ကြီးတယ်ငယ်တယ်ဆိုတာဒီပါဝါလေးကိုယူတာထညွန်းလေးကိုယူတာပေါ့နော်ဒီကောင်လေးကဘာမှမရှိဘူးဆိုရင်1ဒီကောင်လေးကဒီကောင်လေးကကျတော့2ထပ်ဖြစ်တဲ့အတွက်2ထပ်2ပေါ့နော်အဲ့တော့ဒီကောင်လေးက1ထပ်ဒီကောင်လေးက2ထပ်ဘယ်သူကကြီးတယ်လဲ2ထပ်ကပိုကြီးတယ်ဒါကြောင့်မလို့ဒီမှာ2ထပ်ပြီးတော့နှိုင်းရှင်ရမယ်နော်3လုံးရှိရင်3လုံးလုံးနှိုင်းရှင်မယ်2လုံးရှိရင်2လုံးနှိုင်းရှင်မယ်4လုံးရှိရင်4လုံးလုံးနှိုင်းရှင်မယ်ပေါ့နော်အဲ့တော့2ထပ်ရဲ့2ရဲ့ဒီကောင်နဲ့ဒီကောင်နဲ့မှာဒီ2ထပ်ကကြီးတယ်ဆိုတော့တားတို့တမီတို့သိသွားပြီဒီ2ထပ်ရဲ့ဒီ1ရဲ့ကိုဒီ2ထပ်ရဲ့ကိုပြန်ပြီးတော့နှိုင်းရှင်တဲ့ခါကျတော့လေ2ထပ်ကကြီးနေတော့မယ်ဒါကြောင့်မို့ဆရာတို့ကတူရင်ကြီးတာယူလို့ပြောတဲ့အတွက်ဒီမှာ2ထပ်ကိုယူမယ်ဒါကြောင့်မို့2ထပ်တင်လိုက်တယ်3ဒီမှာ3တစ်လုံးဒီမှာတစ်လုံးဒီမှာတစ်လုံးနော်ဒီမှာကျတော့2လုံးဖြစ်သွားပြီဒါကြောင့်မို့ဆရာတို့ကြီးတဲ့ကောင်2လုံးကိုယူမယ်โอเค2ထပ်က4 3ထပ်က3ထပ်က9 2ထပ်ဆိုတာ2နှစ်လီ2ကို2ခါမြောက်တာနော်2ကို2နဲ့မြောက်2ကို2ခါမြောက်တာပေါ့2အမြောက်2နှစ်လီ4ဖြစ်သွားတယ်ဒီမှာ
တုံးနှစ်ထပ်ဒီကောင်ဆိုတိတ်မထင်ရှားဘူးပေါ့နော်တုံးနှစ်ထပ်ဆိုလို့ရှိရင်တချို့ကလေးတွေကတုံးအမြောက်နှစ်တုံးနှစ်လီ6ဆိုပြီးတော့ယူတတ်တယ်အဲ့ဒါမှားပါတယ်နော်ဒါတို့သမီးတို့အဲ့တော့တုံးအမြောက်တုံးနှလုံးဖြစ်ပါတယ်နော်ဒါတို့သမီးတို့တုံးနှလုံးနော်တုံးနှစ်ထပ်ဆိုတာတုံးနှလုံးမှာဒါကြောင့်မလို့တုံးလီ9ရပါတယ်အဲ့ဒါကိုဒါတို့သမီးတို့ကတုံးနှစ်ထပ်တုံးနှစ်လီ6ဆိုပြီးယူလိုက်လို့ရှင်ဒါတို့သမီးတို့မှားသွားပါလိမ့်မယ်အဲ့တော့အဖြေကဘယ်လောက်ရလဲဆိုတော့4 9လီ36ရပါတယ်အဲ့တော့6ရယ်12ရယ်18ရယ်ဒီ3လုံးရဲ့အငယ်ဆုံးပုံစတိုးကိန်းဟာ36ဖြစ်ပါတယ်အဲ့တော့နည်းနည်းလေးထူးခြားတာလေးကိုဆရာပြောပြအောင်မယ်နော်အကြီးဆုံးပုံစာခွဲကိန်းတော့ရလာတဲ့အဖြေနဲ့ဒီသူ့ရဲ့မူရင်းမေးခွန်းမှာပါတဲ့ခဏန်းတွေကိုတွားစားလို့ရှိရင်ပြတ်တယ်အခုဒီမှာကြတော့အငယ်ဆုံးပုံစာတိုးကိန်းကကြတော့ပြောင်းပြန်ဒီကမေးခွန်းမှာပါတဲ့ခဏန်းတွေနဲ့ခဏန်းတွေကနေပြီးတော့ဒီအဖြေ36ကိုတွားစားရင်ပြတ်တယ်ပြောင်းပြန်နော်အငယ်ဆုံးပုံစာတိုးကိန်းနဲ့အကြီးဆုံးပုံအငယ်ဆုံးပုံစာတိုးကိန်းနဲ့အကြီးဆုံးပုံစာခွဲကိန်းတွေကပြောင်းပြန်ဖြစ်ပါတယ်အဲ့တော့ဆရာတို့ကနမူနာလေးပြမယ်ပေါ့နော်တတိလေးပြပေးမယ်အဲ့ဒီ36ကိုအဖြေ36ကိုအထဲထည့်တာအကြီးဆုံးပုံစာခွဲကိန်းမှာတော့အဖြေကိုအပြင်မှာထားတာအငယ်ဆုံးပုံစာတိုးကိန်းမှာကျတော့အဖြေကိုအထဲထဲမှာထားတာအဲ့တော့သူ့မေးခွန်းမှာပါတဲ့6ကလေးကဏ္ဍတစ်လုံးကိုယူလိုက်မယ်ယူပြီးတော့ဆရာ6လေးကိုရေးလိုက်မယ်ရေးပြီးတော့စားကြည့်လိုက်မယ်6 6လီ36ဟောပြတ်တယ်ဟော12နဲ့သွားပြီးတော့ပြန်စားကြည့်အောင်မယ်36 12နော်12 3လီ36ဖြစ်တဲ့အတွက်ပြတ်ပါတယ်ဟောနောက်တစ်လုံး18 36ကိုယူမယ်18နဲ့စားမယ်18နှစ်လီ36ဖြစ်တဲ့အတွက်ပြတ်ပါတယ်ဒါတို့တမီတို့နားလည်မယ်လို့ထင်ပါတယ်အငယ်ဆုံးတုတ်တစာခွဲကိန်းနည်းဖြင့်အငယ်ဆုံးပုံစာတိုးကိန်းရှာခြင်းနံပါတ်1အပုပ်ပါနောက်ထပ်နံပါတ်2အပုပ်လေးတွေဆရာတက်ပြီးတော့ရှင်းပြပေးပါဦးမယ်နောက်ဗီဒီယိုမှာပါ